ကဲအခု live စလို့ရပါပြီခင်ဗျာကျွန်တော်အခုလောဆယ်မှာဟို live စရှောက်နေတဲ့သူတွေအကုန်လုံးကိုတော့ဖြိုးပြည့်စုံရဲ့ဟိုဟာလေးတဲ့ဟိုကောင်မျိုးဖြိုးပြည့်စုံရဲ့ချင်းလေးနဲ့ပေါ့နော်ဖြိုးပြည့်ပေးပါမယ်ကဲဘယ်လိုရောက်လာပြီလဲနိုးဝင်အခိုက်အတန့်လေးနဲ့ပဲတော့မှာနော် If you need to lose that cortisol belly, do these 5 Tai Chi moves every morning for 2. ရပါတယ်ဟောတော့လူဘယ်လောက်တက်နေလဲကျွန်တော်တို့မမြင်ရဘူးပါလားဟာခဏလေးစောင့်လိုက်မယ်နော်အခုကျေးဇူးပါဖြိုးရစာနိုင်ကောင်းခြင်းနဲ့ကျေးဇူးတင်ပါတယ်မရပြီလားရပါပြီ100 star တဲ့တော့သက်ကျော်တယ်ဘာလဲ100 star ကျွန်တော်ကျေးဇူးတင်ပါတယ်တော့သက်ကျော်ရေးကျေးဇူးတင်ပါတယ်နော်10 star တဲ့ကျေးဇူးတင်ပါတယ်ဘာ star ဘာဒီလည်းမသိဘူးကဲကျွန်တော်ဒီမှာကဲအခုကျွန်တော်အလိန်ခါရတဲ့ပုံလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်เนาะကျွန်တော်ဘာလို့အလိန်ခါရတာလဲဆိုတော့လူဟာတွေသိလားဟိုကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အချိန်တစ်ခုကိုရောက်လာတဲ့အခါကျလို့ရှိရင်လေဟိုကိုကဟာဒါအန်ကိုက်ပဲဆိုပြီးတော့သိတယ်မလားဟိုကိုကနေပြီးတော့လိုချင်တမ်းမှုစိတ်တစ်ခုနဲ့ပေါ့နော်ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်အလိန်ခါရတာဖြစ်ပါတယ်နော်ဘယ်သူအတန်လေးတဲ့ဖွင့်ထားတာကောင်းလို့ခေါ်တာနွေးဝင်းရဲ့အခိုက်အတန့်တစ်ချင်းလေးပါအော်နောက်ထပ်ဇော်ဆက်ကျော်စတားလေးတွေပို့ပြန်ပြီကဲ VB ငါဟာတွေ share ထားရလားကျွန်တော်တဖြည်းဖြည်းနဲ့လူတွေအကြောင်းလေးသိလာပါတယ်ဘယ်လိုသိရလဲဆိုတော့တချို့တွေကဟာဆရာကြီးသိချစ်တာပဲနော်ဆရာကိုရမ်းချစ်တာပဲဆရာကိုလေဆရာသားမရှိရင်လေကျွန်တော်တို့က like သိမှာနော်မလေးသူတို့အဲ့ဒီပြောတဲ့လူတွေ Facebook ထဲဝင်ကြည့်လိုက်ကျွန်တော်ဟာတော့တစ်ခါမှမ share ထားဘူးကျွန်တော်တင်တန်းအကြောင်းတော့မ share ထားဘူးကျွန်တော်အရေးကြီးပါတယ်ဆိုတဲ့ဟာလေးတွေတော့မ share ထားဘူးနော်ကျွန်တော်ဒီမှာချိန်လုံးငွေလာချီးနေတဲ့လူတွေရှိတယ်ငွေလာချီးနေတဲ့လူတွေပေါ့နော်ကျွန်တော်ရဲ့ငွေလင်ခါနဲ့ပို့စီလည်းမ share ထားဘူးအော်စရာကြီးနော်အဲ့ဒါမှငွေလာချီးနေကြတယ်ဆရာရှင်းနဲ့ပြန် share လုပ်ပြီးကျေးဇူးတင်ပါတယ်ဆင်းဟုတ်ကဲ့ပါနော်ကျွန်တော်ခဏနေအကုန်လုံးကိုတိတ်စိတ်လေးပြောပြပါမယ်နော်ကဲကောင်းပါပြီအခုလဲဒါ Facebook က error ဖြစ်နေတော့ဟိုမှာကြည့်တဲ့လူက4ယောက်ပဲပြရတယ်ဒီမှာပြနေတဲ့လူတွေကခဏနေအများကြီးပဲနော်ကထားလိုက်ပါမလိုအပ်တာကျွန်တော်မေးမနေတော့နော်ကဲစပြီအရင်ဆုံးပေါ့နော်ကျွန်တော်ကိုအရင်ဆုံးဒီလူလိမ်မက
ကျွန်တော်ကအိမ်ရောင်းနေတာမှန်တယ်ကျွန်တော်အိမ်သာဝယ်တဲ့လူရှိရင်ကျွန်တော်ကဝေးထုတ်လိုက်နေပါတော့အဲ့ဒီအချိန်မှာကျွန်တော်အကူကကျွန်တော်ပြောတယ်မင်းမရောင်းသေးဘူးလားတဲ့ဆိုတဲ့အချိန်မှာတဲ့ပါမင်းမရောင်းသေးဘူးလားမင်းဘာဖြစ်လို့အမှန်တမ်းပြောရင်ကျွန်တော်အဖေနဲ့ကျွန်တော်နဲ့အဲ့ချောင်ကျွန်တော်ကိုယ်တိုင်ရွေးပြီးတော့ဝယ်ထားတာအဖေလမ်းမတာမကြိုက်ဘူးဒုတိယအိမ်စိုက်တယ်ဆိုပြီးဝယ်ထားပြီးတော့ကျွန်တော်ကိုယ်တိုင်တစ်ပင်နေစိုက်ထားပြီးတော့ကျွန်တော်ကိုယ်တိုင်အဲ့အိမ်ဆောက်တာကိုအုံမြင့်ချတာကနေစပြီးတော့အိမ်မော်ကြီးခောက်ဖို့တက်တဲ့စီကျွန်တော်ဝင်ပါထားပြီးတော့ကျွန်တော်တန်ရုံးတွေရှိတဲ့အိမ်လေးပါအခုလည်းကျွန်တော်ဆက်လာတဲ့လူတွေပြောတဲ့လူတွေရှိတယ်အဲ့ဒါကိုကျွန်တော်မလုပ်လိုက်လေကျွန်တော်ပြန်လာမယ်ဆက်ရှင်းနေပြန်လာမယ်ပြန်လာပြီးမှပဲကျွန်တော်ဒီအိမ်ရောင်းတဲ့ကိစ္စကိုဆက်လုပ်ပါမယ်လို့ပြောထားတယ်ခုအောင်စိတ်ကြင်တော့လို့ဘာမှဆက်မလုပ်တော့ဟုတ်โอเคခုပြောမှာကျွန်တော်လင်ခါနဲ့ပုံကတော့အဲ့လိုကျွန်တော်ကိုယ်နဲ့ကျွန်တော်စကားပြောဆိုပြီးတဲ့အချိန်မှာမင်းဒါလေးတော့မရောင်းနိုင်ဘူးဟာဘာလို့မရောင်းနိုင်မှာငါရောင်းနိုင်တာပေါ့အဲ့လိုပြောပြီးမနေ့မိုးလဲလင်းရောကျွန်တော်အဲ့ရနိုးလဲတော့ကျွန်တော် Facebook ကိုကျွန်တော်ကင်လိုက်တာနော်ဒီမှာတီတာမြင့်ဆိုပြီးတော့နော်လာပြီးစကားပြောတယ်အကိုတဲ့ Messenger please အိမ်လေးရောင်းထွက်သွားပြီလားတဲ့ဆိုတော့အဲ့မှာစပြီးတော့သူကစပြီးစကားလာပြောတာဒီမှာမတ်တီတာမြင့်ပုံနဲ့ဒါအမှန်တိုင်းပြောရတာတီတာမြင့်အစ်စ်မဟုတ်ဘူးပေါ့နော်ဒါလည်းတစ်မျိုးမထင်ကြနဲ့ဘူးနော်ဒါတီတာမြင့်အစ်စ်မဟုတ်ဘူးနော်ကြည့်တယ်ပါကြည့်အကိုတဲ့ဟိုင်းအကိုတဲ့ခေါ်စည်းလေးတဲ့သူပြောတဲ့ဆိုတဲ့ပုံစံတွေ့လားတကယ်ကိုလေ professional လူတယောက်လိုမျိုးလုပ်သွားတာတွေ့လားတီတာမြင့်ပုံနဲ့နော်လာတယ်ပြီးလို့ရှိရင်ဒီမှာအဲ့လိုမျိုးပေါ့နော်တီတာမြင့်သူကဗာလဲ85ဆိုပြီးအကောင့်နဲ့ဖွင့်လာတယ်နော်ကျွန်တော်တို့ကလည်းအဲ့ဒါတွေကိုဟိုဖြစ်သွားမှာဆိုလို့ကျွန်တော်ကလည်းအကုန်လုံးလုပ်ထားပါတော့အဲ့မှာ तू ကဒီလိုမျိုးကျွန်တော်ကိုဟိုစပြီးတော့ဒီလိုဇာလန်စတာတီတာအဲ့တော့ခဏနေကျွန်တော်ကလည်းဒီမှာအဲ့လွယ်နေအောင်ကြထားရတော့အဲ့တော့ခဏလေးနော်ကျွန်တော် screenshot တွေကလည်းဟိုဖြစ်နေဟိုရောက်တွေပဲဟမ်အဲ့နဲ့ကျွန်တော်ဖုန်းနံပါတ်လေးအရင်ဆုံးစပေးလိုက်တယ်နော်မန်းလေးရတဲ့ဒေါက်တာဟမ်းမိတ်ဆိုင်ရပါတဲ့နော်ဒေါက်တာဟမ်းမိတ်မန်းလေးရဒေါက်တာဟမ်းမိတ်ဆိုင်ရပါတဲ့ပြီးတာနဲ့တိပါတယ်အမားတို့နာမည်ကြီးပဲလို့ဖုန်းလေးပေးထားပါဟာတယ်လို့ဒီအချိန်မင်းဖုန်းခေါ်ပါတယ်ခဏနော်တဲ့အိမ်ရမှာနိုးလို့ကိုတဲ့ရတဲ့ AC တဲ့အကိုရဘယ်ချိန်တော့ရှေ့နေရအားပါတယ်တဲ့ဆရန်ချပါမယ်တဲ့စနစ်ခွဲဆရန်ချလို့ရပါတယ်လို့ကျွန်တော်ပြောလိုက်ကောပြီးတော့အဲ့တော့ तू ကခဏနေဒီဟာတွေမတိုင်ခင်မှာ तू ကပြီးတော့ခဏနေတော့လေကြာစနစ်ခွဲဆရန်ချလို့ရတယ်ဆိုပြီးတော့ तू ဘာလုပ်လာလဲဆိုတော့အကိုတဲ့ဟိုဗာလဲဒီမှာကျွန်တော်ဗာလဲခဏနေနော်ဟိုအဲ့ဒီမှာဟိုပြီးတော့ तू ကဆရန်ချလို့ရပါတယ်ဆိုပြီးပြောလိုက်ကောပြောခဏနေကျွန်တော်လေးရေမိုးချိုးပါညာတာတခါနဲ့စားတဲ့နေပါညာလောက်အောင်မပါညာဆိုပြီးတော့လောက်လာတယ်လောက်တာရောသူကငွေသားလေးနဲ့ပေါ့နော်ငွေသားလေးနဲ့အကောင့်လေးနဲ့ငွေသားလေးနဲ့တဲ့ဘဏ်ကင်းနဲ့လဲလို့ရမလားဆိုအဲ့အချိန်မှာတိုက်ဆိုင်ကျွန်တော်အကူက3300ပေါ့နော်တို့ရောနေကျွန်တော်အကောင့်နဲ့လွှဲပေးထားတယ်နားထောင်လို့မရဘူးဆရာတဲ့ဒုက္ခပဲမကြားဘူးလားကြားလားမကြားဘူးလားကျွန်တော်ပြောတာကြားလားမကြားဘူးလားကျွန်တော်ပြောတယ်ကြားရတယ်မသိဘူးမတယောက်ကမကြားအောင်ဆရာလို့ပြောနေလို့เนาะကဲအဲ့တော့အဲ့ဒါ तू ကနေပြီးတော့ကျွန်တော်ငွေ3300ထွဲလာတယ်လွှဲလာတဲ့အချိန်မှာကျွန်တော်ကအဲ့ကြောက်ကစင်တာကိုကျွန်တော်တို့တယောက်ကိုကြောက်ကတစ်ခါစင်း9000เนาะ9000နဲ့လူတယောက်ကိုတစ်လားကို8ချိန်ဆိုလို့ရှိရင်เนาะဒီမှာကျွန်တော်တို့တွက်ထားတာပေါ့เนาะ9000အမြတ်8ချိန်
အမြောက်လူ90ပေါ့နော်လူ90ဆိုရင်ဒီမှာသိန်း360ပေါ့နော်သိန်း360ဒီမှာသိန်း360ကိုတလားတစ်ချိန်ကျွန်တော်အမေကနေပြီးတော့လွှဲပေးမယ်ပေါ့နော်လွှဲပေးပြီးတော့ကြောက်ဖြတ်သမားတွေကိုကျွန်တော်တို့လှူမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီထုံးဖောင်ဒေးရှင်းရှိတဲ့ရွှေပြည်သားမှာရွှေပြည်သားလှန်ကားမှာမသိဘူးရှိတယ်အဲ့မှာကျွန်တော်တို့လာသေးတဲ့လူတွေကိုကျွန်တော်တို့မဲနှိုက်စနစ်လေးနဲ့ကျွန်တော်ပုံမှန်လှူပေးမယ်ဆိုပြီးလုပ်ထားတဲ့အခါမှာဟုတ်အဲ့တော့တိုက်ဆန်တဲ့ဒီမိန်းမကလည်းကျွန်တော်အကိုတဲ့ဟိုကြောက်ဖိုးလေးခြေစရာရှိလို့ပေါ့နော်ဟိုဟာလေးတဲ့သူ့ဟိုတဲ့ဒီ banking လေးနဲ့ပေါ့နော်ငွေသားလေးနဲ့လဲလို့ရမလားဆိုကျွန်တော်အရန်ပျော့သွားတယ်အဲ့ချိန်မှာသိန်း9000နဲ့သူကဆင်ရချမယ်ပြီးတော့သူ banking နဲ့လုပ်တယ်ဆိုတော့12နိုင်ခွဲလောက်ချရင်နဲ့သူတဲ့အဲ့ငွေသားကိုယူလာပေးမယ်နော်ဆိုအဲ့တော့ဒီမှာသူကနေပြီးကျွန်တော်ပြောလိုက်တာပေါ့နော်ဒါ screenshot တွေကျွန်တော်မှရှိပါတယ်နော်အဲ့ဒါနဲ့အမားတို့အကောင့်ပေးလို့ဆိုပြီးတော့ပေးမယ်နော်ကိုတဲ့ခဏလေးတဲ့ဘန်ကရောက်လာလို့တဲ့ပတ်စံရေနေလို့တဲ့သူခက်တိတိနဲ့တော့ကျွန်တော်ရှောင်လိုက်တာအဲ့မှာဒီမိမရဲ့အကောင့်ကိုကျွန်တော်ပေးလိုက်တယ်အေးဤမုံမုံနဲ့အဲ့ဒါက KP စင်တာဖွင့်ထားတယ်ဘုံမူကြီးကတော့တယောက်ရဲ့အကောင့်ကျွန်တော်လည်းမသိเนาะအဲ့တော့ကျွန်တော်လည်းအော်ဒါ400နော်ဆိုဟုတ်ကိုဆိုပြီးကျွန်တော်ဒီမှာလွှဲပေးလိုက်တယ်เนาะ300လွှဲပေးလိုက်တယ်เนาะဒီမှာ A.E ဘောဆိုတဲ့ဟာကို300လွှဲပေးလိုက်တယ်เนาะကဲစစ်ကနေလည်း9400အဲ့ဒါတဲ့မြန်မာငွေတဲ့1000နဲ့တဲ့ကျန်တာကိုတဲ့ဒေါ်လာနဲ့ရလာရတယ်ပေါ့เนาะအဲ့ဒါကျွန်တော်တို့ဒီလိုဒီပါညာတော့ပြီးအကိုအတိရဒီမှာရတယ်အကိုအတိမှာတဲ့ဘန်လုတ်တဲ့လူတွေရှိရင်တဲ့ချိတ်ပေးပါတဲ့မန္တလေးရတယ်တခါပဲတဲ့9000ထဲလို့ရတာတဲ့ကြောက်သမားတွေရတဲ့ဘန်ကင်းပဲသွားလို့တဲ့ငွေသားတော့ငွေကားတဲ့ကောင်တာမှာရှာပေးမယ်တဲ့ငွေသားလိုချင်လို့လားတဲ့ကြောက်သမားကတဲ့เนาะဘန်နဲ့ချိတ်တဲ့ဟာကိုဟာတဲ့အခုတဲ့ဘန်ကဆိုရင်9400ဆိုရပြီတဲ့ချန်နာတဲ့မန္တလေးမန္တလေးမှာငွေသားပေးမှလာတဲ့ခဏဆိုပြီးကျွန်တော်စေတနာတွေသဘောကောင်းနေတဲ့နဲ့ကျွန်တော်တေချာလုတ်ပေးနေတာเนาะစေတနာသဘောကောင်းတာနဲ့အဲ့နဲ့ပြီးတော့အခုကငွေသားလိုချင်သူနဲ့အခုကအဲ့ဒါမှလည်းကျွန်တော်ဘယ်လောက်တော့စောက်သုံးပြကြလဲဆိုလေကျွန်တော်မှဘယ်လောက်ကြံသေးလဲတောင်ပြောပြီးကျွန်တော်ငွေသားကိုထပ်ပြီးတော့လွှဲချင်သေးတာတွေ့လားကျွန်တော်မှဒီလောက်ကြံသေးတယ်ကိုက80ကြံသေးတယ်အတူနောက်တစ်ခါ900ယူမယ်လို့ပြောတယ်ဥမောင်နဲ့ KPZ ကို250တခါလွှဲရတယ်เนาะဒီမှာဥမောင်တော့ကျွန်တော်က900ကျော်ရှိတယ်ဆိုပြီးအဲ့200နောက်အဲ့မှာဥမောင်ကိုကျွန်တော်က250တခါထပ်လွှဲပေးသေးတယ်เนาะဥမောင်အဲ့ဒီဟာကတော့ online banking အကောင့်ဖြစ်နေလို့ကျွန်တော်တို့ဟိုတိတ်လိုက်အခါမှာเนาะပိတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလုံးဝဒီ250ကတော့ဒီဘဏ်ထဲမှာပိတ်မိနေတယ်เนาะအခုဒီမှာကျွန်တော်ခုနတော့ဟိန်းတန့်ဆိုတဲ့လူကိုကျွန်တော်900လွှဲပေးလိုက်တယ်เนาะအဲ့ဟိန်းတန့်ကเนาะအမရေးတဲ့ရောက်နေပြီအဲ့ဒါနဲ့เนาะအားလုံးငွေလဲတာအားလုံး1150เนาะတဲ့เนาะသူကပြောတယ်တွေ့လားเนาะအဲ့တော့အမရေးရှင်းနေရရောက်နေပါညာဆိုကျွန်တော်ပြောတဲ့အချိန်မှာเนาะဒီမှာဒါကျွန်တော်လွှဲထားတဲ့ဟာ900တခါ250တခါတော့မှ400တခါလွှဲထားတယ်เนาะအဲ့ဒါတွေအကုန်လုံးလွှဲထားတယ်ဒီမှာကျွန်တော်လွှဲလိုက်တဲ့အကောင့်ထဲမှာ .aa เนาะဒီကပဲကျွန်တော်ဖတ်ပြလိုက်တော့เนาะ .aa ဟိုဥစားပါเนาะဒီလွှဲတဲ့ဟာ .aa မောတဲ့เนาะအဲ့ဒါမှာသူ့ဖုန်းနံပါတ်နဲ့ကျွန်တော်ရလာတယ်အဲ့ဒါလေးကျွန်တော်မှခက်ကံဘောဇဘန်နေဘာတွေနဲ့အများကြီးလောက်ရတာပေါ့เนาะတော်တော်ပါရန်ကုန်မြို့မှာတော့ငွေလိမ်ခါမယ်ဆိုဘန်ကင်းတို့เนาะရဲစခန်းတို့သွားလို့ရှိရင်အရန်ကိုတတိထားတယ်စားရစားတန်းတွေမြောက်များစွာနဲ့အများကြီးကိုလောက်ရပါတယ်เนาะအဲကြောင့်မို့လဲလိမ်ရတဲ့လူတွေကလည်းလိမ်ပြီးထွက်ပြေးလို့ရတဲ့အစင်းတွေရနေပါတယ်ဒီဥပဒေလေးတွေနည်းနည်းလေးချုပ်နိုင်တော့ပိုကောင်းမှာပေါ့เนาะလိမ်ခံထိပါတယ်ဆိုမှရဲစခန်းကိုဖုန်းနဲ့လာပြီးတော့ကျွန်တော်တို့ကိုဖုန်းတစ်လုံးလာပြီးဖွင့်မှကျွန်တော်တို့ဘာဟန်ရဲစခန်းကနေပြီးအမှုဖွင့်ပေးနိုင်မယ်ပြောလို့ကျွန်တော်မှဖုန်းအဟောင်းတစ်လုံးသွားပြေးယူပြီးတော့ချက်ချင်းသွားပေးရသေးတယ်เนาะအပြီးတော့မှအမှုစစ်အမျိုးသမီးကနေပြီးကျွန်တော်အမှုစာဖွင့်ပေးတာပေါ့เนาะစာဖွင့်ပေးတယ်အဲ့မှာကျွန်တော်လွှဲလိုက်တဲ့လူထဲမှာဒီမှာဥမောင်ပေါ့เนาะဒီမှာဒါတွေလည်းကျွန်တော် comment အောက်မှာထည့်ပေးပါမယ်เนาะ comment အောက်မှာထည့်ပေးပါမယ်ဒါဥမောင်เนาะဒါဒီမှာဒီလူကဟိန်းတန့်က3500ပေါ့เนาะဟိန်းတန့်က3500အဲ့အကုန်လုံးပြီးတော့ကျွန်တော်တို့အကုန်လုံးပေါ့နော်သက်ဆိုင်နေပါညာနဲ့ပြောပြီးတော့ကျွန်တော်တို့အဲ့နဲ့ကျွန်တော်လွှဲလိုက်တော့ကျွန်တော်ဘာအောင်ပြေးသွားတယ်250ကိုကျွန်တော်အချိန်ကြီးလုံးလိုက်တဲ့အတွက်ကြောင့်တဲ့မှာအဲ့ချိန်မှာလေကျွန်တော်လည်းစဉ်းစားမိတာပေါ့နော်
ကျွန်တော်တို့လူမျိုးဒီလောက်ထမ်းမြက်တဲ့လူပါပေါ့နော်ဘာလို့ဒီလောက်ငွေလွယ်လွယ်လေးလွှဲပေးနေလဲဆိုကျွန်တော်ပြည်ရင်ဆရာကျွန်တော်ဘာပြောလဲသိလားမင်းရတဲ့အဲ့ချိန်မှာတဲ့ဟိုဘက်ကတဲ့မင်းကိုအောက်လန်းနဲ့မှားနေပေါ့နော်ကျွန်တော်ဓာတ်ပုံရင်အောက်မှာတဲ့အငွေတွေနဲ့အဲ့လိုသူအချားမြင်နဲ့ချိလိုက်တဲ့ခါမှာအငွေတွေနဲ့မှားနေတိုက်နေတာတဲ့ပြသူတို့ကလိန်တဲ့ခါမှာသမီးဖြစ်သူကလိန်တာအမေဖြစ်သူကလှုပ်နေမှာပေါ့နော်အခုလည်းထောင်ထဲမှာသူ့သမီးကိုထည့်ရတဲ့ဟာကိုသူ့အမေကနေပြီးတော့ငွေပြန်ရော်လိန်မေးရမလားလို့ဘာလို့လကားတော့ဝယ်စောက်ဖို့တွေပေါ့သိရမှာအဓိကဒီကိစ္စတွေလည်းကျွန်တော်နောက်ပြီးအေးဆေးပြောပြပါအောင်မယ်နော်အဲ့ဒါကျွန်တော်ကနေပြီးတော့ဘာလို့လွှဲပေးလိုက်တာလဲဆိုကိုယ့်ကိုယ်လည်းစဉ်းစားလို့မရအောင်လွယ်လေးကိုလွှဲပေးနေတာသိလားအဲ့မတ်တီတာမြင့်ဆိုတာကိုလေကျွန်တော်ဖုန်းမဆက်ဘဲနဲ့လွယ်လေးလွှဲပေးအဲ့ဒါ12နိုင်ခွဲလေးရောက်တော့ကျွန်တော်ကနေပြီးတော့အမကြီးကျွန်တော်တို့ရောက်ပြီဆိုပြီးခေါင်းကကျွန်တော်ပြထားဟိုဆက်ရှိအဲ့ဒါသူ့ဖုန်းခေါ်လည်းမကင်တော့နော်မက်ဆေ့ချာခေါ်လည်းမကင်တော့ဟာအဲ့ဆိုတော့ငါလိန်ထိပြီဆိုသိပြီးတော့ဘာအောင်ချက်ချင်းပြေးတယ်ဘာအောင်ချက်ချင်းပြေးပြီးတော့ကျွန်တော်ကမ္ဘောဇာဘာမန်နေဂျာကိုပြောပြီးတော့မန်နေဂျာလည်းအများကြီးကူညီပါတယ်ချက်ချင်းဒီအကောင့်သုံးခုလို့ free လုပ်လိုက်တဲ့အချိန်မှာနှစ်ကောက်ကတော့ငွေထုတ်ပြီးသွားပြီတဲ့တစ်ကောက်ကတော့မှီသေးတယ်ဆိုပြီးတော့ဥပမာအကောင့်ထိုင်းလိုက်တယ်ဥပမာအကောင့်ကဘာဖြစ်နေလဲဆိုတော့တာချီလိတ်ဘက်မှာသူက online banking ကဘာငွေဘာလဲတော့မသိဘူးကျွန်တော်သိချင်မသိဘူးပေါ့နော်အဲ့နဲ့လောက်ထားတဲ့လူဆိုတော့ကျွန်တော်တို့အဲ့250ကတော့ကျွန်တော်ဘန်ကိုမိမိကဟိုးထားလိုက်နိုင်တယ်အဲ့ဒီမှာ300နဲ့400ထုတ်ပေးတဲ့လူတွေကျွန်တော်တခုပြောမယ်နော်အခုရက်ကွက်ထဲမှာဒီဟာကိုကြည့်နေတဲ့လူတွေအားလုံးနဲ့ဝိုင်းပြီး share ပေးကြပါဝိုင်း share ပေးကြပါနော် KP စင်တာတွေငွေလဲတဲ့စင်တာတွေဆိုပြီးရက်ကွက်ထဲမှာလုတ်ထားတဲ့လူတွေနော်ခင်ဗျားတို့တွေဥပဒေဘိုးဘာဥပဒေနဲ့ကိုက်ညီတဲ့ငွေကိုခင်ဗျားတို့လှဲပေးလိုက်တာလားဆိုတော့ခင်ဗျားတို့တေချာပြန်စဉ်းစားပါနော်လာထုတ်တဲ့လူကလေခဏနေနော်ကျွန်တော်ပြမယ်လာထုတ်တဲ့သူကလည်းသံဃာသားတာနော်ဒါသူများကိုကျွန်တော်နှိမ်ပြီးပြောတဲ့ဟာမဟုတ်ဘူးနော်ဒီလိုမျိုးယုံနေလာထုတ်တာဒီလိုမျိုးယုံဒီမှာဒါကို300လာထုတ်တယ်ဆိုရင်ကျွန်တော် Facebook မှာလည်းတင်ထားတယ်ဒီလို300လာထုတ်တဲ့လူရဲ့ယုတ်ကဒီလိုမျိုး300လာထုတ်တဲ့လူရဲ့ယုတ်ကဒီလိုမျိုးဆိုခင်ဗျားတို့ဒါလိန်နေတာလားတကယ်ဒီလူကတကယ်ဒီလိုငွေမျိုးရတဲ့ရထိုက်တဲ့ဟာမျိုးလားဆိုတာအကုန်လုံးစဉ်းစားရမှာနော်ဒါလွယ်လွယ်လေးခင်ဗျားတို့ထုတ်ပေးလိုက်တယ်ခင်ဗျားတို့လည်းအကျိုးမြတ်တစ်ခုရလို့မှုတစ်ခုနဲ့ခင်ဗျားတို့ထုတ်ပေးလိုက်တယ်ခင်ဗျားတို့ဒါကိုနော်ဒီလောက်ကြီး400တွေ500တွေရက်ကွက်ထဲမှာဘန်လည်းမဟုတ်ဘူးနော်ခင်ဗျားတို့ဒါ online နဲ့လွှဲပေးတာနော်ကျွန်တော် KP လွှဲထားတဲ့ဟာမဟုတ်ဘူးနော်အဲ့ဒီလွှဲထားတဲ့လူနှစ်ယောက်ဒီ live ကိုသေချာနားထောင်တာပါနော်အခုဒီကောင်လေးရဲ့အမေရတဲ့အတန်ကောင်းဟစ်တယ်တဲ့ကျမတို့နဲ့မှမဆိုင်တာဆိုတဲ့ဟာကိုခင်ဗျားတို့ကျွန်တော်တခုပြောထားမယ်နော်ဘာဥပဒေနဲ့ခင်ဗျားတို့ဘောဘာဥပဒေနဲ့ခင်ဗျားတို့ညှိလားမညှိလားဆိုတော့ခင်ဗျားတို့သေချာတတိထားပါနော်ခင်ဗျားတို့ရဲ့ဒိုင်ကြီးဖြစ်တဲ့နောက်မိန်းမတစ်ယောက်ကအဲ့ဒီငွေကိုနော်လက်ဆင့်ကမ်းနောက်ထပ်မိန်းမတစ်ယောက်စီလွှဲပေးလိုက်တယ်နော်ခဏနေပြောပြမယ်နော်ခဏလေးကျွန်တော်ကအကုန်လုံးရှိတယ်လက်ဆင့်ကမ်းလွှဲပေးလိုက်တဲ့မိန်းမအကောင့်ကိုလည်းကျွန်တော်တို့ခိုးထားတယ်အဲ့မိန်းမကိုဘာဟန်ရက်စကောင်ခေါ်ပြီးတော့လာပြီးဖြည့်ရှင်းမှာဆိုအဲ့မိန်းမဒီနေ့ထိဘာဟန်ရက်စကောင်ကိုရောက်မှာတော့အဲ့ဒါဘာဖြစ်လို့လဲဟမ်ဘာဟန်ရက်စကောင်ကို तू ကလာပြီးဖြည့်ရှင်းခြင်းလည်းမရှိဘူးဒီ TV ဇက်ကအကောင့်ဟိုးလုပ်ထားကိုလည်း तू ခံထားရတယ်နော်အဲ့တော့ခင်ဗျားတို့6ပြက်ကင်တဲလဲဆင်လို့တော့လုံးဝမထင်ထားပါနဲ့เนาะကျွန်တော်အစတော့ခင်ဗျားတို့အဖေကကင်ဆာဖြစ်နေတယ်ဘာညာဆိုတော့ကျွန်တော်တနာပြီးတော့เนาะအမကန်ဖေးဖို့တွေကျွန်တော်လုပ်လိုက်တယ်ဒါပေမဲ့အခုနောက်ပိုင်းကတော့ဒါဥပဒေအရသူတို့စောင့်ရွက်လိုက်ပြန်ကျွန်တော်နဲ့လည်းမဆိုင်တော့ကျွန်တော်ဝင်လည်းမပါတော့ဘူးအဲ့တော့တစ်ခါကျလို့ရှိရင်ကိုမှန်တယ်ထင်ပြီးကျွန်တော်အတန်ကောင်းနေလာဟစ်မပြနေတယ်เนาะကျွန်တော်လည်းအုံနောက်ပြက်နေရမဟုတ်ဘူးကျွန်တော်မှလည်းဒါကျွန်တော်အားနဲ့ကျွန်တော်လည်းချိတ်ဆက်တွေရှိတယ်ကျွန်တော်ရှေ့နေတွေရှိတယ်ကျွန်တော်အကြံပေးနေတဲ့လူတွေရှိတယ်အများကြီးရှိတယ်เนาะအဲ့ဒါထားလိုက်တော့အဲ့တော့ရက်ကွက်ထဲမှာ KP စင်တာဖွင့်ပြီးတော့ခင်ဗျားတို့ဝေထုတ်ခွင့်က30ပဲရှိတဲ့ဟာကို400တွေ500တွေခင်ဗျားတို့ငွေသားတွေထုတ်ပေးပြီးတော့ဘလို့ကော်မရှင်တွေနဲ့ခင်ဗျားဘလို့ညှိပြီးတော့ဘလို့ငွေထုတ်ပြီးလဲဆိုတော့ကျွန်တော်လည်းနားမလဲเนาะအဲ့တော့ဒီဟာတွေအချိန်ပိုင်းလေးအတွင်းမှာခင်ဗျားတို့သူတို့ကကြိုဆက်ထားပုံရတယ်เนาะ500လာထုတ်မယ်ဗာလွှဲမယ်ခင်ဗျားတို့လက်ခံလာဆိုခင်ဗျားတို့အကောင့်နံပါတ်ပေးလို့သူတို့ပေးလို့ကျွန်တော်လက်ထဲရောက်လာပြီးကျွန်တော်ခင်ဗျားတို့လွှဲပေးလိုက်တာအဲ့ခင်ဗျားတို့ကလည်းတကယ်တမ်းကျတော့ဒီလိမ်လည်မှုမှာအလိုပါအနေနဲ့ခင်ဗျားတို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ခင်ဗျားတို့သာမလိမ်လည်ဘူးမလို့လည်းဆိုရင်ခင်ဗျားတို့ဒီလွှဲပေးတဲ့လူဖြစ်တဲ့တရားဝင်ကိုခင်ဗျားတို့ဆက်သွယ်ရမှာလဲဟာဖြစ်နိုင်ပါမလားဒီလိုလူမျိုးလာထုတ်တာငါတို့ဖြစ်နိုင်ပါမလားဆိုပြီးတော့ခင်ဗျားတို့ကျွန်တော်စီဆက်သွယ်ရမှာ
အခု comment နေရာမှာတက်တော့ဘာဖြစ်သွားပြန်လဲမသိ live ကပြတ်သွားတာလား hello live ရှိသေးလား live ရှိရင် hi ပေးပါ